ပြီးခဲ့တဲ့24နာရီအတွင်းသတင်းတွေကိုကြည့်ရင်ပရီးမီးယားလိရဲ့ကွင်းလယ်ပြောင်းရွှေ့ဈေးကွက်ကလှုပ်ခတ်မှုစပြီးတော့ကျန်းလာပြီတကယ်ကိုလည်းကြီးကျယ်ကိုစတင်လာပြီလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောကျွန်တော် United အသင်းရဲ့ပြောင်းရွှေ့သတင်းတွေမဟုတ်ဘဲနဲ့တခြားအသင်းတွေရဲ့ကွင်းလယ်ပြောင်းရွှေ့ကြောင်းတွေကိုလည်းနည်းနည်းလောက်အားချောင်းကြည့်မယ်ပြီးတော့အဲအားနေပြီးတော့ကျွန်တော်အသင်းပေါ်မှာဘယ်လို impact တွေဖြစ်လာနိုင်လဲဆိုတော့စားတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ညီကိုရီနဲ့အတူတူကျွန်တော်ရဲ့အမြင်တွေကိုဆွေးနွေးသုံးသပ်သွားကြတယ်ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel လေးကို like and subscribe မလုပ်ခဲ့ရသေးဘူးဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကညီကိုတွေမနှစ်ကရာသီ transfer ကိုမှတ်မိကြသေးလားမသိဘူးဆိုတော့မနှစ်ကဒီနွေရာသီပြောင်းရွှေ့ဈေးကတိုက်စစ်မှုဈေးကွက်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်Chelsea က Liam Delap နဲ့ Joao Pedro ကိုခေါ်တယ်။ Arsenal က Peter Yildiz ကိုခေါ်တယ်။ Liverpool က Hugo Ekitike ရဲ့ Isak ရဲ့ကိုခေါ်တယ်။ဆိုတော့ Newcastle ဆိုရင်လည်းဗျာသူတို့ရှေ့မှာ6ယောက်လောက်ပြစ်မှတ်ထားပြီးမဲ့တယောက်မှမရဘဲနဲ့နောက်ဆုံး Watermandi ကိုခေါ်ခဲ့လိုက်တဲ့အနေထားပေါ့။ဆိုတော့မနစ်ကဒီနွေရာသီပြောင်းရွှေ့ရာတိုက်စစ်မှုဈေးကွက်ဖြစ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်အသင်းကလည်းတိုက်စစ်ကိုအကြီးအကျယ်ပြောင်းလဲနေတဲ့ချိန်ကျွန်တော်ဒီရှေ့တန်း3ယောက်စလုံးကိုခေါ်ခဲ့တဲ့အချိန်ပြီးတော့ဒီရာသီချင်းတို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကကွင်းလယ်ကို overhaul လုပ်တဲ့အချိန်ကွင်းလယ်အတွက်အားဖြည့်ဖို့ဗျာဒါအသေးအတန်ကြိုးစားနေတဲ့အချိန်မှာတခြားသင်းတွေကလည်းကွင်းလယ်ကစားသမားတွေကိုတောက်လျှောက်လိုက်ပြီးတော့ခေါ်ဖို့ကြိုးပမ်းနေတဲ့နေရာမျိုးတွေတွေ့ရတယ်ဆိုတော့ဒီတိုက်ဆိုင်မှုကနည်းနည်းတော့တိုက်ဆိုင်မှုတော့မဟုတ်ဘူးဗျာဆိုတော့ဒီတိုက်ဆိုင်မှုကကျွန်တော် United အသင်းအတွက်ကံပဲကောင်းလာလားကံပဲဆိုးလာလားဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါအချိန်တစ်ခုရောက်လာရင်တော့ကျွန်တော်သိရမယ်လို့ထင်တယ်ဆိုတော့ထားပါဒီမှာအပြောင်းရွှေ့ဈေးကွက်ဒီကွင်းလယ်ပြောင်းရွှေ့ဈေးကွက်စတင်လှုပ်ရှားလာတဲ့သတင်းကိုကြည့်မယ်ဆိုရင်ဒါညီကိုကြီးလည်းသတိထားမိပါMan City နဲ့ Elliot Anderson ရဲ့သတင်းကနေပြီးတော့စပြီးတော့ပြောမှာပဲဆိုတော့ Man City က Elliot Anderson အတွက် Nottingham Forest နဲ့သဘောတူညီမှုရခဲ့ရဲဆိုတဲ့သတင်းထွက်လာတယ်အဲ့ထွက်လာတဲ့အချိန်မှာပဲသူတို့သဘောတူညီမှုရခဲ့တဲ့ပြောင်းရွှေ့ကြီးကပေါင်116တန်းဝန်းကျင်ဆိုပြီးတော့သူတို့ပြောခဲ့ဒါပေမဲ့အဲ့လိုပြောခဲ့ပြီးမဲ့အဲ့နေရာမှာလည်းမြုပ်ကွက်တွေရှိနေလို့ကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဗျာ David Ornstein report လုပ်လာတဲ့ဒီ report ရယ်ပြီးတော့ဒီ Benjamin စီကလာတဲ့ report ရကြည့်မယ်ဆိုရင်အဲ့မှာ transfer fee တွေကကိုက်ညီမှုမရှိနေတာကိုကြည့်ရတယ်ဆိုတော့ဘယ်သူမှရေရမသိဘူးဗျာ Man City ရယ် Nottingham Forest ရယ်ပဲသိရဆိုတဲ့သဘောမျိုးပေါ့ဆိုတော့ထားပါကျွန်တော်ဒီမှာအဓိကပြောချင်တာပေါင်116တန်းဆိုရင်တော့မှဒါအရန်ကိုများတဲ့ပမာဏလို့ကျွန်တော်တို့မြင်တယ်ဒါကျွန်တော်မှမဟုတ်ပါဘူးကျွန်တော် CD fan တွေလည်းကျွန်တော်သိသလောက်ဆိုရင်သူတို့လည်းဒီပြောင်းရွှေ့ချက်တကယ်ကိုများရပေါ့အတင်းနေနဲ့အဲ့လိုမပေးတင်ဘူးဆိုတာပြောကြရည်လည်းရှိရဆိုတော့ CD ကအဲ့လို Nottingham Forest ကိုပေါင်116တန်းပေးလိုက်တဲ့ impact ကတခြားကွင်းလေကစားသမားအပြောင်းရွှေ့တွေမှာလည်းဒါအနေနဲ့အများတော့ effect တက်ရောက်မယ်လို့ကျွန်တော်ကမြင်တယ်။ဥပမာဒီ West Ham တို့ Newcastle တို့ဆိုရင်လည်းလက်ရှိချိန်မှာသူတို့အသင်းရဲ့ကစားသမားတွေကိုဘာထွက်နဲ့မှဈေးချော့ရောင်းစရာမလိုဘူးဗျာ။ Nottingham Forest တောင်တလောက်ရအောင်ရောင်းနိုင်ရင်ငါတို့လည်းရအောင်ရောင်းမယ်ဆိုတဲ့စိတ်မျိုးနဲ့ဒါအပြောင်းရွှေ့ရပို့ပြီးတော့ကစားတော့ကြက်သွားမယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ကျွန်တော်တို့လက်ရှိ Matthias Fernandes ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်လည်းဒီမှာသတင်းတော့ Andy Milton ကအတီးပြုတ်ပေးတာထပ်ပြီးတော့အတီးပြုတ်ပေးတာရှိတယ်အဲ့ဒါတော့ Matthias Fernandes ကကျွန်တော် Manchester United တင်ကိုပဲသူကရွေးချယ်ခြင်းနေတယ်ဆိုတာမျိုးထပ်ပြီးတော့အတီးပြုတ်ပေးထားတယ်ဒါပေမဲ့နောက်မှလည်းသူကစပါးကိုသူ့ရဲ့ဒီအရန်အသင်းအနေနဲ့သူရန်ထားရဆိုတဲ့သတင်းကပါတစ်ဆက်တည်းထွက်တယ်ကျွန်တော်အမြင်အရပြောရရင်အဲ့သတင်းကကျွန်တော်သူ့ရဲ့ဒီ agent John Mantel ကစားနေတာလည်းဖြစ်ဖို့ရများတယ်ဆိုတော့ကျွန်တော် United ကလည်းအဲ့လိုယူဆထားပုံလည်းရတယ်အဲ့ဒါကြောင့်လည်းကျွန်တော်အသင်းကပြာရာခက်မနေပဲနဲ့အေးစစ်စစ်အခြေအနေကိုကြည့်နေပေါ့အဓိကMatthias Fernandes ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ဗျာစပါးသင်းအရင်လှုပ်ရှားတာကိုကြည့်ပြီးမှပဲကျွန်တော်တို့ဘာလို့မလဲဆိုတာကိုအဆုံးဖြတ်မယ်ပေါ့ဥပမာစပါးသင်း okay သွားရဆိုရင်လည်း okay ကျွန်တော်တို့တခြားကိုလက်မယ်စပါးသင်း okay ဘူးဆိုရင်ကျွန်တော်တို့အသင်းဘာဆက်လုပ်မယ်ဆိုတော့သူတို့ဆုံးဖြတ်မယ်အနေအထားမျိုးရှိရဗျာဆိုတော့ဒီမှာစပါးအကြောင်းပြောရင်စပါးနဲ့ဒိုနာလီရဲ့သတင်းကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့စပါးသင်းကပြီးခဲ့တဲ့ဒီတစ်ဖက်တုန်းကဗျာနျူကာဆယ်အသင်းစီကိုတိုနာလီအတွက်ပထမဆုံးချိန်ကန်လန်းမှုလုပ်ခဲ့တယ်ဒါပေမဲ့အဲ့မှာနျူကာဆယ်အသင်းကသူတို့ရဲ့ကန်လန်းမှုကိုပယ်ချခဲ့ဆိုတော့အဲ့မှာစပါးကဒုတိယချိန်ထပ်ပြီးတော့ကန်လန်းတယ်ဆိုတော့ပထမချိန်ဒါပယ်ချခံရတဲ့အတွက်ဒုတိယချိန်ကန်လန်းတာထူတော့မထူးဆန်းဘူးဗျာဒါပေမဲ့အဲ့မှာဘာထူးဆန်းနေလဲဆိုတော့စပါးသင်းဒုတိယချိန်ကန်လန်းတဲ့ပမာဏကလည်းပထမချိန်ကန်လန်းတဲ့ပမာဏပေါင်တန်း80အတိုင်းပဲဒီတိုင်းပဲတူညီတဲ့ပမာဏနဲ့ပဲဒုတိယချိန်ကန်လန်းလိုက်တယ်ဆိုတော့စပါးသင်းကန်လန်းတာဗျာသူတို့ဒီဒုတိယချိန်အတွက်ကန်လန်းတာလားဒါမှမဟုတ်မင်းတို့ပထမချိန်ပေါင်တန်း80နဲ့ညင်းတာတေချာလားဆိုတော့ confirm လုပ်တာလားတော့မသိဘူးဒါပေမဲ့တခုရှိတာသူတို့ဒီ payment structure အပြောင်းလဲပုံစံမျိုးနဲ့ဟိုပြောင်းလဲပြီးတော့ကန်လန်းတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဆိုတော့စပါးကလည်းဒီတိုနာလီအတွက်ဒုတိယချိန်ကန်လန်းမှုကိုဒါ Newcastle စီကနေပြီးတော့သတင်းဆောင်နေရဆိုတော့ဒီမှာနောက်ထပ်ပြီးတော့သိရတာဗျာစပါးတင်းကတိုနာလီကိုဒါသူ့ရဲ့လောက်ခလာတာတစ်ပတ်ကိုပေါင်ဒါ2,95,000ထီကိုဒါပေးဖို့ရအဆင်သင့်ဖြစ်နေဆိုပြီးတော့သိရတယ်
ဆိုတော့ဒါစပါးတင်းလို့အတင်းအနေထားနဲ့ကြည့်မယ်ဆိုရင်တကယ်ကိုများတဲ့ပေးနှုန်းလို့ကျွန်တော်ကတော့မြင်တယ်ဗျာဟိုကျွန်တော်သူတခြားသူနှိမ်ရင်လို့ပြောတာမဟုတ်ဘူးဗျာဒါကျွန်တော်လက်ရှိအမြင်ကိုပြောပြတာကျွန်တော်အမြင်ရဆိုရင်စပါးတင်းကအဲ့လောက်ပေးနိုင်တဲ့ weight stretcher ရှိလိမ့်မယ်လို့ကျွန်တော်တကယ်ကိုမထင်ခဲ့ရဒါပေမဲ့သူတို့ဒါ2,900,500ပေးဖို့အတွက်တော့ ready ဖြစ်နေရဆိုတော့ဒါကြောင့်လေဒိုနာလီကစပါးကိုပြောင်းဖို့ရအသေးအံဖြစ်နေရလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့စပါးတင်းကဒီဇာဗီရဲ့လက်အောက်မှာရီမန်းချက်ပဲကြီးလာတာလားဒါမှမဟုတ်ရင်နှစ်နှစ်စတိုက်တန်းယုံရတဲ့အခြေအနေကနေပဲရုံထွက်ချင်တာလားပြီးတော့လာမယ့်ရာသီမှာဒီတပတ်ကိုတပွဲကန်ရမယ်အခွင့်အရေးကိုပဲအပြည့်အဝသုံးချချင်တာလားတော့မသိဘူးသူတို့ရဲ့ဒီယာဒီလှူရှားမှုတွေပေါ့နော်ဒီယာဒီသူတို့သုံးမဲ့ငွေတွေပေးနိုင်တဲ့ပမာဏတွေတကယ်ကိုယူလောက်เสียအနေထားရဗျတကယ်ကိုများပြားရဲ့ပမာဏလို့ကျွန်တော်တို့မြင်တယ်တခုစိုးရင်စရာရှိတာကတော့ဒိုနာလီရဲ့ဒီ salary တောင်မှအဲ့လောက်ပေးနိုင်တယ်ဆိုရင်မာတီယာဖာနန်တက်အတွက်လည်းသူတို့မန်မောလောက်တဲ့အနေအထားတခုပေးနိုင်တယ်ဆိုတာတော့သိကြရဲဆိုတော့မာတီယာဖာနန်တက်ကဟိုလက်ခံမလားလက်မခံဘူးလားဆိုတော့သူတို့တကယ်ကန်လန်းတဲ့ချိန်မှာစောင့်ကြည့်ရမှာဆိုတော့ဒီစပါးကလည်းဒိုနာလီအတွက်ဒုတိယအကြိမ်ကန်လန်းမှုကိုသူတို့စောင့်နေတယ်ဒီ ARB မှာလည်းသူတို့မာတီယာဖာနန်တက်အတွက်လှုပ်ရှားမယ်ကျွန်တော်တို့အတင်းကလည်းမာတီယာဖာနန်တက်အတွက်စပါးလှုပ်ရှားတာကိုစောင့်နေတယ်ဆိုတော့အဲ့လိုစောင့်နေတဲ့အချိန်မှာဒီအီလီယာအန်ဒါဆင်ရဲ့ပြောင်းရွှေ့ရလဲပြီးသွားပြီဆိုတော့အဲ့လိုအခြေအနေတွေအကုန်လုံးပါဗျာဒီအပြောင်းရွှေ့ကွင်းလက်ပြောင်းရွှေ့ဈေးကွက်တွေကိုထပ်ပြီးတော့နောက်ထပ်ဝင်လာတာအာဆင်နယ်ဆိုတော့အာဆင်နယ်ကလည်းနျူကာဆယ်အသင်းရဲ့ဒီအသင်းကောင်းဆောင်ဘရူနိုဂူမာရီနဲ့ပတ်သက်ပြီးတော့သူတို့စိတ်ဝင်စားနေတယ်သူတို့တကယ်ခေါ်ချင်းနေတဲ့အနေအထားမျိုးရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်သူတို့ကဒီပေါင်သန်း60အောက်ကနေပြီးတော့ပေါင်သန်း60ထက်နည်းတဲ့ပမာဏနဲ့တောင်မှဒါကန်လန်းမှုတွေရှိခဲ့ဆိုပြီးတော့သတင်းတွေကထွက်ခဲ့တယ်ဆိုတော့အာဆင်နယ်ကလည်းဒီကွင်းလက်ပြောင်းရွှေ့ဈေးကွက်တွေဝင်လာပြီပေါ့။နယူးအတွက်ကြည့်ရင်နယူးကတော့လွယ်တော့မလွယ်ဘူး။သူတို့မနစ်ကရာသီကရုန်းကန်ခဲ့ရတဲ့အချိန်မှာဒီရာသီမှာကွင်းလက်ကစားသမားတွေအများပြားထွက်မယ်ဆိုတဲ့အတွက်သူတို့ကတော့ကျွန်တော်ထင်တာတော့အကုန်လက်လွတ်မယ်လို့တော့မထင်ဘူးဗျာ။အဓိကကစားသမားတွေလည်းဖြစ်တယ်။ဘရူနိုဂူမာရီဆိုရင်လည်းအသင်းကောင်းဆောင်တူနာလီဆိုရင်လည်းသူတို့ရဲ့အဓိကဒီကစားသမားအဲ့လိုအချိန်မှာနှစ်ယောက်စလုံးလက်လွတ်ဖို့ရမဖြစ်နိုင်ဘူး။ပြီးတော့ဘရူနိုဂူမာရီရဲ့အချိန်ကိုကြည့်မယ်ဆိုရင်လည်းကစားသမားကအသက်28နှစ်ဆိုပေမဲ့ဒီစာချုပ်တက်တန်းလည်း2နှစ်ကျန်နေတဲ့အချိန်မှာအာဆင်နယ်အနေနဲ့ပေါင်သန်း60အောက်ကနေပြီးတော့ကျွန်တော်ခေါ်လို့ရမယ်လို့တော့ကျွန်တော်မထင်ဘူးသူတို့တကယ်ကိုအဲ့ဝင်းကျင်နေတာညှိနိုင်ခဲ့ဆိုရင်သူတို့အတင်းရဲ့အလုံးလုံးပုံကိုလည်းတကယ်ချီးကျူးရမယ်ဒါပေမဲ့နျူကာဆယ်ကနှစ်ယောက်စလုံးရောင်းလို့မရတဲ့အခြေအနေရဲ့ဒီကျန်တဲ့အရာတွေတွေ့ကြည့်မယ်ဆိုရင်အာဆင်နယ်လည်းဒီဘရူနိုဂူမာရီတော့မသုံးဘူးဆိုရင်တောင်မှ60နဲ့အထက်ကိုတော့မရရအောင်သုံးရမယ့်အနေအထားရှိရဲဆိုတော့ဘယ်လိုဖြစ်လာမလဲဆိုတာတော့ကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်တော့ရမယ်ဆိုတော့ဒါကပရီးမီးယားလိဒီကစားသမားတွေအတွင်းမှာဖြစ်နေတဲ့ကွင်းလေအပြောင်းရွှေ့ဗျာဒီလှုပ်ခတ်သွားတဲ့သတင်းကိုကျွန်တော်ပြောထားတာဆိုတော့ကျွန်တော်တို့အတင်းအတွက်ကြတော့ကျွန်တော်တို့ကလက်ရှိချိန်မှာအကုန်လုံးငြိမ်ပြီးတော့ပဲကျွန်တော်တို့ကကြည်နေတဲ့သဘောပဲဒါပေမဲ့ကျွန်တော်အတင်းကဥရောပဒီပရီးမီးယားလိကနေပြီးတော့တခြားဥရောပဘက်ကကွင်းလေကစားသမားပြစ်မှတ်တွေလည်းရှိနေပါတယ်ဆိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာလည်းလုပ်ခဲ့တယ်ကျွန်တော်ချူအမန်နီနဲ့ပတ်သက်ပြီးတော့တောက်လျှောက်စောင့်ကြည့်နေတယ်ပြီးတော့ဒီရက်ပိုင်းမှာမှသတင်းစပြန်ပြီးတော့ထွက်လာတဲ့ဒီဖိလစ်နမချာဂျာမနီကစားသမားနဲ့လည်းသတင်းကထွက်ပြီးတော့လာတယ်ဆိုတော့ဒီချူအမန်နီရဲ့အပြောင်းအရွှေ့ကိုကြည့်မယ်ဆိုရင်လည်းချူအမန်နီကဟိုမဖြစ်နိုင်တဲ့လုံးဝမဖြစ်နိုင်တဲ့အနေအထားကြီးတော့မဟုတ်ဗျာဘာလို့ဆိုတော့အခုနောက်ပိုင်း EMS ရဲ့လေတံလည်းလုံးဝပြောင်းလာတယ်သူတို့ကဒီ Ansu Fernandez ကိုတကယ်ကိုလိုချင်နေတာပြီးတော့သူတို့က Ansu Fernandez ကိုရတယ်ဆိုရင်တော့မှနောက်ထပ် creative midfielder တယောက်ကိုထပ်ပြီးတော့လိုရှိနေတုံးလို့သိရတဲ့အခါမှာတကယ်လို့ Ansu Fernandez ရောက်ရင် Germany ကရေးကနေထွက်ဖို့ရ80% လောက်ထိတော့ရှိရလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ကထွက်ဖို့ကရေးကနေထွက်မယ်ပဲပြောတော့ကျွန်တော်အတင်းကိုရောက်မယ်လို့ပြောမှာမဟုတ်ဒါပေမဲ့အဲ့လိုရေးရထွက်မယ်ဆိုလေကကျွန်တော်အတင်းမှာချမ်းရှိလာနိုင်တယ်ဆိုတော့အဲ့ဟာကိုလည်းကျွန်တော်တို့ကစောင့်နေရဒါပေမဲ့ဒီအခုဒီမနေ့ကပဲဒီ Sky Sport Germany ကနေပြီးတော့ report လုပ်လာတဲ့ဖိလစ်နမချာနဲ့ပတ်သက်ပြီးတော့သတင်းတွေကတော့ကျွန်တော်အရင်ကြီးမယုံ Sky Sport ဒီဂျာမနီဘက်ကနေပြီးတော့ report လုပ်လာတာကျွန်တော်တို့အတင်းကဖိလစ်နမချာကိုခေါ်ဖို့အတွက်ဒီအပြောင်းရွှေ့ကိုအသေးအတန်ကိုအချိန်မြင့်လှုပ်ဆောင်နေရဆိုပြီးတော့သိရတယ်ဆိုတော့တကယ်လည်းလုံးရင်လည်းလုံးနေမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်ဖိလစ်နမချာပြီးခဲ့တဲ့မက်လာလောက်ကမှပဲသူကစာချုပ်တန်တိုးခဲ့ရပြီးတော့လက်ရှိချိန်မှာ Walker မှာဂျာမနီနဲ့တူကစားနေတယ်ဆိုတော့အဲ့မှာ Walker price လည်းရှိလာမယ်ဗျာဒါ value က Walker ရဲ့တန်ဖိုးကြောင့်လို့ value ကပို့ပြီးတော့မြင့်လာအောင်ပဲပြီးရင်သူ့ရဲ့စာချုပ်တန်အရာဆိုရင်လည်းကျွန်တော်တို့က Philip Nmecha အတွက်လည်းမသုံးဘူးဆိုရင်80နဲ့ဒီကက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့လိုချိန်မှာ United ကအဲ့လိုရင်းရချင်းတူတူတော့ဗျာ Premier League experience ရှိတဲ့ကစားသမားကိုပဲသူတို့လည်းရင်းမှာပေါ့နော်သူတို့ဒီသတင်းကတော့ကျွန်တော်တို့ဖြစ်နိုင်ခြေနဲ့လို့ထင်တယ်ဆိုတော့ထားပါဘာနေနေကျွန်တော်တို့အတင်းအပြောင်းရွှေ့ဈေးကွက်မှာကွင်းလေအတွက်အဓိကအားဖြစ်ရမယ့်ချိန်မှာတခြားတဲ့နေရာလဲကွင်းလေကစားသမားတွေအပြိုင်ခေါ်နေတယ်ပြီးတော့လက်ရှိချိန်မှာအသင်းရောင်းဖို့ကြိုးစားနေတဲ့အသင်းတွေကလည်းအကုန်လုံးကဒီဈေးကစားရယ်ဆိုတော့တခြားအသင်းတွေကလည်းတခြားအဲ့အသင်းတွေဈေးကစားတာကိုလိုက်ပြီးတော့ကနေတဲ့အနေအထားမှာကျွန်တော်အသင်းကတော့ငြိမ်ပြီးတော့ကြည်နေတဲ့အနေအထားပေါ့နော်ဆိုတော့
အချင်းကြီးကဘာဖြစ်လာမလဲတော့မသိဘူးဗျာဆိုတော့အရင်ကတဲ့ကောင်တွေကပဲကန်ကောင်းမလားနောက်မှကတဲ့ကောင်ကန်ကောင်းမလားဆိုတော့ကျွန်တော်အဆုံးသက်ကြရင်တော့မြင်ရမှာပဲနောက်တစ်ခုကဒီမှာ Alex Scott ရဲ့သတင်းလည်းရှိသေးတယ်ဆိုတော့ Alex Scott ရဲ့သတင်းကတော့သူ့အတွက်လည်းတနာပါပဲဘာလို့ဆိုတော့အတင်းတိုင်းကသူ့ကိုအရန်ခေါ်ယူမှုအနေနဲ့ပဲတတ်မှတ်ထားတဲ့ပုံစံမျိုးလက်ရှိချိန်မှာတွေ့ရတယ်ကျွန်တော် United ကလည်း Matthias Fernandes ကိုအချင်းနေမကောင်းမှ Alex Scott ပဲလှည့်မဲ့ပုံစံမျိုး New ကလည်းအဲ့လို Tonali ရော Matthias Fernandes ရောအချင်းမပြင်းသူတို့ Alex Scott ဘက်ကိုလှည့်မယ် Arsenal လည်းအဲ့လိုပဲ Bruno Guimaraes မပြင်းသူတို့အဲ့ဘက်ကိုလှည့်မယ်ဆိုတဲ့သတင်းတွေလည်းရှိနေတဲ့အတွက်ဒါ Alex Scott သတင်းတွေကလည်းစောင့်ကြည့်ရမယ်ဆိုတော့ထားပါကျွန်တော်အတင်းကတော့လက်ရှိချိန်မှာညင်နေတယ် Matthias Fernandes နဲ့ပတ်သက်ပြီးတော့လည်းအတင်းဘက်ကခေါ်ယူနိုင်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးအခုချိန်ထိရှိနေသေးတာကိုတွေ့ရတယ်ဒါပေမဲ့ကစားသမားကိုဗျာစပါးအတင်းကနေပြီးတော့လာစာမတန်တဆပေးပြီးတော့ခေါ်တော့လို့ကစားသမားပါသွားရင်လည်းကျွန်တော်ပြောခဲ့လို့ပါပဲကျွန်တော်နှမျိုးစရာမရှိဘူးဟိုအတင်းအတွက်ကစားချင်တာမျိုးမဟုတ်ဘဲနဲ့ပိုက်ဆံအတွက်ကစားချင်တဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတခြား alternative plan ကောင်းကောင်းပြနိုင်ရင်ဒါအဆင်ပြေရဆိုတော့ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရမယ်ဒါပေမဲ့တေချာတခုကကွင်းလေပရီးမီးယားလိကွင်းလေပြောင်းရွှေ့ဈေးကွက်ကအခုထက်ပိုပြီးတော့လှုပ်ရှားလာမယ်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းလာမယ်ဘယ်သင်းတွေဘယ်လိုပြန်ခေါ်ကြမလဲဆိုတော့ကျွန်တော်ဆက်ဆောင်ကြည့်သွားရမယ်ဆိုတာကိုကျွန်တော်ညီကိုရင်းနဲ့တူဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်ဆိုတော့ညီကိုတွေရောလက်ရှိကွင်းလေအပြောင်းရွှေ့လှုပ်ခတ်လာတဲ့ပေါ်ဒီတန်ကြီးတွေအရင်မြင့်နေတဲ့ပေါ်ဘယ်လိုအမြင်တွေရှိတယ်စားတဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတဲ့တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်